Hello အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်မကဂိမ်းလာဆော့ပြဖြစ်ပါတယ်ဂိမ်းဆော့ကကျွန်မအေဂျင်တာလေးကိုကြိုင်ထားတယ်ပေါ့နော်အေဂျင်တာကတိတ်တော့မကြိုင်တတ်ပါဘူးဆိုတော့ကြိုင်တော့မကြိုင်တတ်ဘူးတော့ကြီးပဲလူပါဆိုတော့အခုကဘယ်လိုဆော့နေပေါ့နော်ဒီက grand ကလာပြီးတော့ပေါ့နော်ဖင်ရနေပေါ့နော်ကျွန်မလည်းချောင်းမလို့တာပေါ့နော်အကြည့်လိုက် grand ကြည့်ဘာသာလာဖေးရနေတာအမအရှိရကောတာဝါလေးဝင်ပြသွားရပေါ့နော်ကျွန်တော်ကတော့တာဝါပဲချိုးပါတယ်ဘာကြောင့်မသက်တော့ဘူးပေါ့နော်ကျွန်တော်ခွေလေးရှိပါတယ်အမဒီလောက်ကလာတော့ကျွန်မလည်းတည်ရောပေါ့နော်ဂရန်ဂျာရဲ့လာတော့တည်ရပါပြီအတန်းကပေါ့နော်ဝေနေနှာတန်းပေါက်နေဆောရီပါရှင်ပြပါပြီပေါ့နော်ပြန်ရှင်းလာပြီဆိုတော့ကျွန်တော်ဘယ်ဝင်ဖို့ကောင်းလဲစဉ်းစားတာဖြစ်ပါတယ်ဆိုတော့ဘယ်ဝင်ဖို့ကောင်းလဲဆိုတော့ဒီအကောင့်ထဲဝင်ဖို့တက်မှာပေါ့နော်အမအဲ့အရှိရကောင်းတော့ပေါ့နော်ဖင်ရပါတယ်ဒါဖင်ရကကျွန်မတက်ပေးလိုက်ပါမယ်ကျွန်မတက်ပေးမယ်ပေါ့နော်ကျွန်မအင်ဂျလာလာမကိုင်းတာကေးလို့ရဲ့နေရာမှာတော့ဆရာကြီးဖြစ်ပါတယ်ဆိုတော့အမကြည့်လိုက်ပေါ့နော်ကျွန်မကေးလို့ပါပေါ့နော်အမဖေးကလည်းပေါက်ပြလိုက်ပါတယ်ဆိုတော့တင်သွားရပေါ့နော်ဒီကောင်ကဒီနှစ်ကောင်ကတော့တော်တော်သေးနေပါကြီးမရလို့ဆိုတော့ကျွန်မလိုက်ကူနေရမှာကြီးလိုက်ကောက်စားပြဖြစ်ပါတယ်အခုခွေရှင်းနေပေါ့နော်အမချုံပုံထဲမှာပုံးနေရပေါ့နော်အမစီလောင်းတာဟုတ်တယ်စီလောင်းမပုံးနေတာမမီရောက်လုံးလို့ကျွန်မလည်းကြီးလူပြလိုက်ပါတယ်ဆိုတော့ဝမ်းနေပေါ့နော်အမဒီကျဘူးကလာပြီးဖင်ရနေတယ်ကကျွန်မကသိသွားပါတယ်ပြန်ရှင်းလာဖြစ်ပါတယ်ပြန်ရှင်းလာပြီဆိုတော့ကျွန်မပေါ့နော်ဘယ်သူဝင်ဖို့ကောင်းမဲစဉ်းစားပါတယ်ဆိုတော့မီယာဝင်ပို့လိုက်မှာပေါ့နော်အမလော့ကိုလူတွေကြာတာပါဆိုတော့အမမီယာဝင်ပို့တာတကယ်ရပါတယ်ပေါ့နော်မီယာနောက်ပြီးရှင်ရဲ့မှာအိုက်ကောင်ကလော့လာလူရယ်ပေါ့နော်လော့လာလူသူမရပါသူပဲရှော့ရပါဆိုတော့လောကနောက်ဆုံးဘယ်သူရသွားရဲဆိုတော့ကျွန်တော်တို့ပတ်ရတော့ပါတယ်နောက်ပြီးတော့အမဥပအသေးရပေါ့နော်အရှုံးပေးလိုက်ပါတယ်အဲ့ဆိုကျွန်တော်တို့နိုင်သွားရပေါ့နော်ဆိုတော့ကျွန်တော်နိုင်သွားပါရှင့်ဗီဒီယိုကြီးအားလုံးပဲဒီဗီဒီယိုချန်နယ်တက်ရဆိုရင်တော့follow လုပ်ခဲ့ပေါ့နော်အသေးလေးပေးခဲ့ပါရှင့်အားလုံးပဲတတာ